အားလုံးပဲမင်္ဂလာပါကျမရဲ့ channel လေးရပြန်လဲပြီးကြိုဆိုလိုက်ပါတယ်เนาะဒီနှစ်ကူးမှာကဘယ်နှစ်ရက်ပိတ်လဲတော့မသိဘူးပေါ့เนาะဒါပေမဲ့နှလုံးဒီစပြီးပြန်ဖွင့်မဲ့ရက်တွေအတွက်ဒီကက်ကလေးအကျုံးဝင်ပါတယ်ဒီမှာ date တက်ထားပါပေါ့เนาะမြန်မာနှစ်ကူးထိုင်းစုံခရန်နဲ့မြန်မာတကြံရှိတဲ့ခါကြောပေါ့နော်ဘယ်နေ့ဘယ်ရက်တွေဖွင့်မလဲတော့ကျွန်မမသိဘူးစပြီးတော့ဖွင့်မဲ့ရက်တွေအတွက်ပေါ့နော်ဒါလေးတနေ့လာနေ့မှာရှစ်သုံးမဟုတ်ငါးတလုံးအင်္ဂါနေ့မှာငါးသုံးမဟုတ်ရှောက်တလုံးပေါ့နော်သူကအဲ့လိုပုံစံမျိုးလေးပေးထားတာပါဟူးမကျော်တော့ငါးပေါ့နော်ဟူးမကျော်ငါးဆိုတော့မပြောက်ကနန်းလေးကတော့ခွန်ငါးရှောက်ငါးဒီတစ်ပတ်ထဲမှာခွေလေးကတော့၈၉ခွန်ကျမတော့၃လုံးနဲ့ရတဲ့အတွက်ဒီတစ်ပတ်ထဲမှာကအပူပေါ့နော်အပူရှိပါတယ်ရှင်ဘရိတ်ကလေးကတော့9 3ညဘရိတ်6လေးဘရိတ်ဖြစ်ပါတယ်ဒါလေးကတွဲလုံးလေးပေါ့နော်3ချစ်4 8 9 8 5နဲ့5ရှောက်9 3ပေါ့နော်ဒါလေးကတော့တွဲလုံးလေးဖြစ်တယ်တပွဲကောင်းကကျမကြိုက်တော့2 8ကြိုက်တယ်80ကြိုက်တယ်တပတ်လုံးမှာကျမကြိုက်တော့2 8နဲ့3ည8ပေါ့နော်ပြီးကြရင်ဒါလေးကတော့ကန်ဆန်းမဲ့ပေါ့နော်နှစ်ကွက်ထဲကတစ်ကွက်တော့ပြီးမှာပေါ့နော်1 4နဲ့5 4ပေါ့နော်အပူလေးကိုသတိထားမယ်ဆိုရင်3 3နဲ့3ညပေါ့နော်အဲ့ဒီတော့တနင်္လာနေ့မှာ80ပေါ့နော်80ဟာတစ်ခွက်ကောင်းတနင်္လာနေ့ကိုကျွန်မ3ညတစ်လုံးကြိုက်တယ်ပေါ့နော်3ညကိုဘာနဲ့ကတ်မလဲဆိုရင်3ည8 3ည9 3ည6ပေါ့နော်အဲ့ဒီ3ခွက်ပေါ့နော်ကျွန်မရှာတော့မရေးပြီးတော့နော်ပြီးရင်ဒီလို3လုံးခွေလေးလာတဲ့အတွက်သူကလေတစ်ပတ်မှာအပူဒီတစ်ပတ်မှာအပူရှိတယ်ပေါ့နော်ဒါမျိုးပါအဲ့တော့အလုံးကံကောင်းကြပါစေကျွန်မနေတိုက်ဈေးကွက်တွေကိုကျွန်မတင်ပေးလို့မရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဈေးကွက်တွေဝင်ကြည့်တဲ့ software မြန်မာပြည်မှာကျွန်မဝင်လို့မရဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေလို့ပါပြီးကြရင်အလုပ်ကလည်းအရန်ကိုမှရှုပ်တယ်ပေါ့နော်အလုပ်အရန်လည်းများနေရလဲပါပါတယ်အဲ့အတွက်တကယ်လို့ကျွန်မမိတ်ဆွေတွေကမွေးကွက်ကလေးတွေပေါ့နော်မွေးကွက်ကလေးတွေလိုချင်တယ်ဆိုရင်တပတ်မှာပေါ့နော်မထွက်မရှိမွေးကွက်ပေါ့နော်၄ကွက်မွေးရတာလေးတွေရှိပါတယ်အဲ့ကွက်ကလေးတကယ်လို့လိုချင်တယ်ဆိုရင်ကျွန်မရဲ့ post မှာဝင်ပြီးတော့ရေးပေးမယ်ပေါ့နော်အဲ့ဒီမွေးကွက်ကလေးတွေကိုဇာတိုးလေးမွေးတယ်မယ်ဆိုရင်ကျွန်မမိတ်ဆွေတွေကဘယ်တော့မှမချုံဘူးပေါ့နော်အဲ့မွေးကွက်ကလေးတွေက post မှာကျွန်မနှလုံးဒီစာဖွင့်တဲ့ရက်တွေတိုင်းမှာကျွန်မတင်ပေးမှာဖြစ်ပါတယ်အားလုံးကျွန်မ channel ကို like subscribe လေးနှိပ်ထားပေးပါမဖြစ်မနေ like subscribe လေးနှိပ်ထားပေးပါ post မှာတော့ one chain သို့မဟုတ်မွေးကနန်းလေးတွေကိုလာပြီးတော့တင်ပေးမယ်ပေါ့နော်အားလုံးကံကောင်းကြပါစေရှင်တုံညာရှိကိုကြိုက်တယ်တနေ့ကနေမှတုံညာရှိကိုကြိုက်တယ်တကွကောင်းတုံညာရှိပေါ့နော်လာခဲ့ရင်တော့ကြိုက်ဆုံးပေါ့โอเคကျွန်မမိတ်ဆွေတွေအနေနဲ့ကတနင်္လာနေ့သုံးဟုတ်ဗုဒ္ဓဖူးမကျော်မှာဒီ3ခွက်ကိုထိုးပြအောင်ထည့်ထိုးပါနော်ကျွန်တော်တို့ကံပေးရင်တော့ရမှာပေါ့80 1 4 5 4 2 8ပေါ့နော်အဲ့ဒါမျိုးလေးထည့်ထိုးပါဒီတစ်ပတ်မှာအပူရှိပါမယ်အားလုံး good luck ပါရှင်